ရာမင်္ဂလာပါရှင် မင်္ဂလာပါ ဆရာရှင်ဒီဇင်ဘာလမှာဖွင့်မဲ့ marketing management ပညာရဏသင်တန်းအပတ်စဉ်ခွန်အကြောင်းလေးပြောပြပါဦးရှင် ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ marketing management certificate သင်တန်းကိုယခုသင်တန်းကြီးအခမဲ့ဝင်ကြီး15000ကျပ်ထဲနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရဏသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စိတ်ပါဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့အတွက်စီစဉ်ပေးခြင်းဖြစ်ပါတယ် ဆရာရှင်ယခု marketing management ပညာရဏသင်တန်းအပတ်စဉ်ခွန်ကိုဘယ်သူတွေတက်တက်မှာလဲရှင် တက်ရောက်တဲ့သူတွေကတော့ marketing management ပညာရပ်ကိုစိတ်ပါဝင်စားတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမအဆင့်မြင့်တင်လုပ်ကိုင်နေတဲ့သူတွေ sales and marketing ဖြင့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေလုပ်ငန်းဝင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်ကြပါတယ် ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပြရစီရှင် သင်ကြားပေးသွားမှာတွေကတော့ marketing fundamental concepts marketing strategy analyzing the marketing environment managing marketing information consumer markets and buyer behavior advertising and public relations creating competitive advantage sustainable marketing နဲ့ marketing plan နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမြန်မာဘာသာဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ် ဆရာရှင်သင်တန်းကာလလေးသိပြရစီရှင် သင်တန်းကာလကတော့2လဖြစ်ပါတယ် ဆရာရှင်သင်တန်းကြီးလေးသိပြရစီရှင် သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး15000ကျပ်တွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ် ဆရာရှင်ဘယ်လိုသင်ကြားပေးသွားမှာပါလဲသိပြရစီရှင် online သင်တန်းဖြစ်ပြီးတော့ record video တွေနဲ့သင်ခန်းစာတွေကိုတစ်ပတ်ကို2ရက်လေ့လာရပါမယ်ဒါအပြင် Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ် ဆရာရှင်ယခု marketing management ပညာရဏသင်တန်းအပတ်စဉ်ခွန်အတွက်ဆရာအနေနဲ့ဘာတွေများဖြည့်စွက်ပြောလိုပါလဲရှင် ပြည့်စွက်ပြောလိုတာကတော့ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးတော့မှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစီရင်ပေးသွင်းထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်နောက်ထပ်ဖြည့်စွက်ပြောလိုတာကတော့ဝင်ကြီး15000ကျပ်မှအပအခြားအခချင်းတွေထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူးဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် ဆရာရှင်ယခုလိုပေးချပေးတဲ့အတွက်ဆရာကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ကျေးဇူးတင်ပါတယ်